ဒီနေ့က3ရက်မြောက်ကိုရောက်လာပါပြီအမှန်ကကျွန်တော်ကမနေ့ကစဉ်းစားထားပါတော့ကျွန်တော် breakfast ကိုပဲပြုတ်နဲ့နံပြားနဲ့စားမယ်လို့စဉ်းစားတာအတိုင်းပဲမနေ့ရောက်တော့အဖေကတူပူနေစားခြင်းနဲ့ပြောတာနဲ့အဖေနဲ့ကျွန်တော်တူပူနေသွားစားပါတယ်ကျွန်တော်ကတော့ရှမ်းခေါက်ဆွဲစားတယ်ပေါ့နော်အဖေကတော့တူပူနေတပွဲစားလို့ရှိရင်သူအငြင်းတိုင်းအကြကွေးတစ်ချောင်းနဲ့စားတယ်ဗျတူပူနေထဲမှာလည်းအကြကွေးပါတာကိုသူမလောက်ဘူးဗျသူမနှက်ဆာရင်မြမြတော့စားတယ်ဒါပေမဲ့သူကစီးကျိုးသမားဖြစ်တဲ့အတွက်ညနေစာကိုတော့သူထမင်းကိုတနိုင်တဲ့လောက်လျှော်တယ်ဗျနှက်ဆာစားပြီးတော့ကျွန်တော်တို့သားဖာနေအောင်စီလို့သွားပါတယ်ဈေးကပြန်လာပြီးတော့ဝယ်လာတဲ့ပစ္စည်းတွေကိုနေရာချပါတယ်နေရာချပြီးတော့ကျွန်တော်လိုနေရာရှိရဲ့အတွက်နောက်တစ်ခေါက်ဈေးကိုပြန်သွားမယ်ဗျစပိန်နဲ့စီးကျင်တာလည်းပါတယ်ပေါ့နော်စပိန်နဲ့ပဲဒီတစ်ခေါက်ပြန်သွားပါတယ်ကျွန်တော်ဆိတ်လိပ်ဖြတ်တယ်တကြားဖြတ်တယ်ထမင်းဖြတ်တယ်အခု3ရက်ရောက်ပြီပေါ့နော်3ရက်မြောက်နေ့မှာတော့ကျွန်တော်စိတ်ခံစားချက်ကတော့နည်းနည်းပေါ်ပါလာတယ်အမောတွေပိုင်းလည်းပို့ပြီးတော့ခံနိုင်လာတယ်ဗျကျွန်တော်မနက်တိုင်းကိုတော့စပိန်နဲ့ကိုတော့မစီးမဖြစ်တော့စီးပြအောင်တော့စီးပါတယ်အခု challenge ကတော့ကျွန်တော်ကတော့ဆိတ်လိပ်ဖြတ်တာတော့ရာသက်ပံဖြတ်သွားဖို့အစီအစဉ်ရှိရဗျတကြားဖြတ်တယ်ထမင်းဖြတ်တာကြတော့လောလောဆယ်တော့ကျွန်တော် target က1 month ပေါ့နော်တလတော့ကျွန်တော်လုပ်ဖို့စဉ်းစားထားတယ်ဒါပေမဲ့နောက်ပိုင်းကြရင်လည်းပုံမှန်ထက်တော့ညော့လာမယ်လို့ရော့လာမှာတော့သိကြတယ်ဗျတကြားကလည်းအရင်လိုမစားပြည့်ရင်တော့မှဥမာပေါမိုးလောက်ပဲစားပြည့်ချင်စားပြည့်လိမ့်မယ်အရင်ကဆိုကျွန်တော်ကတော့ထမင်းဟင်းချက်တဲ့အခါတိုင်းလည်းတကြားကိုထိတ်တယ်ဟင်းချက်တဲ့တာပေါ့နော်ဟင်းချက်တဲ့ကမှာကျွန်တော်ကတရုတ်စာကိုပို့ကြိုက်တော့တကြားကိုသုံးတာများတယ်ဗျပြီးရင်အချိုမုံတွေစားတယ်ဟင်ဒူမုံတွေပေါ့နော်လက်ဒူးတို့ပါတော့အဲ့ဒါကြီးကျွန်တော်အရန်ကြိုက်တော့စားတယ်တော့အချိုစားတဲ့ပမာဏကတော့အရန်များတယ်ပေါ့နော်အခု1 month ပြီးရင်တော့ကျွန်တော်နောက်ပိုင်းဆိုရင်လည်းတင်းတော်တလောက်ပဲစားပြမယ်လို့ထင်ပါတယ်ဗျအခုတလားရှယ်လန်ကတော့ကျွန်တော်လုံးဝအသေးချာပေါ့နော်ပန်းနိုင်ရအောင်ကြိုးစားသွားမှာပါဗျအခုကတော့နေ့လေသာစားဖို့တော့ပြင်ဆင်နေတာပေါ့နော် mash potato ပုံစံပေါ့နော်ဒါပေမဲ့အာလူကမြန်မာပြည်ရဲ့ဒီနံနေရတော့လုံးဝ quality ညံ့တယ်ဗျလုံးဝအယောင်စင်ရစားခြင်းစရာတော့မရှိဘူးဗျဒါပေမဲ့အခုချက်ထားတာကအရသာလေးတော့ကောင်းပါလေနိုင်ငံခြားကဟင်းချက် blog တွေမှာဆိုရင်သူတို့သုံးထားတဲ့အသီးနှံလေးတွေကိုကြည့်လိုက်လို့ရှိရင်လေလှပနာပဲပေါ့နော်ဒီတိုင်းတောင်မှလေးရဲ့စိတ်နိုင်တောင်မှကြိုက်စားခြင်းစရာလေးပေါ့နော်ဒီကအသီးနှံတွေကတော့နည်းနည်းတော့ quality ကတော်တော်လေးကိုညံ့တယ်ဗျဘိုးသက်စီလည်းသုံးတော့ပေါ့နော်အမြဲတမ်းဂယုတစ်ဆိုင်နဲ့ဆေးရပါတယ်Finish lunch ကိုပိုးဆန်းဆန်းလေးစား mash potato နဲ့ကျွန်တော်ကကြက်သားကိုအသီးရွက်တွေနဲ့တုပ်ထားဗျအသီးရွက်ကပါလဲဆိုတော့တခွားလေးရယ်ခါကျက်ဦးရယ်ကြက်သွန်ရယ်ကော်ဖီရယ်ခရမ်းကျင်သီးရယ်ပါတယ်ဗျညုတ်သီးစိမ့်နဲ့ပေါ့နော်စားရယ်တမယာသီးရယ်ပဲညှက်ထားတာစားရတာအစားလေးပဲနည်းနည်းထည့်ထားစားလို့တော့အဆင်ပြေပါတယ်တမယာသီးညှက်လိုက်တော့ရတာကောင်းပါတယ်အာလူက mash potato ပုံစံပေါ့ဒါပေမဲ့ကျွန်တော်အထက်မှာနွားနို့နည်းနည်းနဲ့စားလေးနည်းနည်းနဲ့ချက်သွန်ပြူနဲ့ပြန်ပြီးတော့ချက်ထားပါတော့ mash potato တော့အာလူကိုကြေးနေအောင်မလုပ်ထားဘူးမကြေးတကြေးလေးပေါ့ကျွန်တော်ရှာကြည့်လိုက်တော့မကြေးတကြေးလေးလောက်တာကပို့ပြီးတော့အစားချေဖျားကိုကောင်းတယ်ပြီးလို့ရှိရင်သွေးရင်းတကြားတက်ကိုနည်းနည်းထိမ့်ပြီးတယ်ပေါ့အာလူထဲမှာအာလူကိုလုံးဝကြေးအောင် mash potato လုံးဝအစစ်တိုင်းလုပ်လိုက်မှဆိုလို့ရှိရင်သွေးရင်းတကြားတက်ပုံများမယ်အစားချေဖျားနည်းသွားမယ်ဆိုပြီးတော့ဖတ်လို့မကြေးတကြေးနဲ့နွားနိုးနဲ့စားလေးနဲ့ချက်သူရယ်ပဲထည့်ပြီးချက်ထားတာဗျရတာလေးကတော့အာလူကလည်းချိုးတတ်ပါတော့စိတ်နိုင်ပြီပေါ့နော်မျိုးစားတာစားနေကြမဟုတ်ဘူးလို့မှလည်းကြားလို့ဆင်ပြေပါတယ်3ရက်မြောက်နေ့ vlog လေးကတော့အဆင်ပြေနဲ့ပြီးတော့ပါပြီဗျနောက်ရက်ဒီမှာလည်းကျွန်တော်ဘာတွေချက်ပြုတ်စားတောင်းလိုက်ဆိုတာကိုစောင့်ကြည့်ပေးပါဦးเนาะအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ